အားလုံးပဲမင်္ဂလာပါဒီရက်ပိုင်းကိုရီးယားဝတ်စုံလေးတွေဝတ်ပြီးတပ်ပုံရိုက်ချင်နေကြရဆိုတော့ကိုရီးယားဝတ်စုံလေးတွေဝတ်ပြီးတပ်ပုံရိုက်လို့ရတယ် Stay in Cave ကိုရောက်နေရပါကဲဒီဝတ်စုံလေးကိုဝတ်ကြည့်မယ်နော်ကဲဝတ်ကြည့်လိုက်တော့လေအရန်လာရင်နော်မဲဆဖီရိုက်လို့ရအောင်လေမှန်လေးကလည်းလာနေတယ်ပြီးတော့ဒီဆိုင်ကလူလဲရှင်းတယ်ပြီးရင်အစားတောက်လည်းကောင်းတယ်ဆိုင်ပြင်ဆင်တွေကလည်း Instagram file လို့မျိုးဖြစ်နေတာပြီးတော့အရှမ်းကိုမိမိုက်ပါတယ်ဝတ်စုံကလည်းဝတ်စုံ charger space ရမလို့เนาะဒီဆိုင်မှာဆိုလို့ရှိရင်အနည်းဆုံး minimum 1000ထက်မှာလို့ရှိရင်ဝတ်စုံတွေ free ဝတ်ဆင်လို့ရမှာဖြစ်ပါတယ်နိုင်ရတော့ဆိုင်ထဲမှာလူရှင်းတာဖြစ်တဲ့အတွက်ကိုတစ်ဆိုင်လုံးကိုပတ်ပြီးတော့အခုလိုမျိုးပဲရှောက်သွားလိုက်တပ်ပုံရိုက်လိုက်နေပျော်ပျော်ကြီးကိုကစားလာခဲ့ပါတယ်ဒါကတော့ဆိုင်ရဲ့အပြင်ဆင်တွေကိုလိုင်းတပ်ပုံရိုက်လာတာပါပေးရလေးမှာကော်ဖီဆိုင်ထိုင်ရင်ကိုရီးယားဝတ်စုံလှလှလေးတွေဝတ်ပြီးတပ်ပုံလှလှလေးတွေရိုက်ချင်တယ်ဆိုရင်တော့ဒီ gift လေးကို join ကြည့်တင်တယ်လို့ထင်ပါတယ်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်